အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လီဗာပူးတင်းရဲ့အသင်းကောင်းဆောင်ဗန်ဒိုက်ရဲ့သတင်းတွေဖြစ်ပါတယ်အရန်အံ့ဩဖို့ကောင်းတာပေါ့ဒီသတင်းကိုတွေ့လိုက်တဲ့အချိန်မှာဖြစ်နိုင်မှာမဟုတ်လေတွေးမိတယ်ပေါ့ဒါသတင်းဘာလို့တီးတော့ဘာကိုဖော်ပြထားလဲဆိုတော့လီဗာပူးတင်းကလည်းသူတို့ရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ဗာဂျယ်ဗန်ဒိုက်ကိုဒီအပြောင်းရွှေ့ကာလမှာတင်တော်ရဲ့ကမ်းလှမ်းမှုရှိလို့ရှိရင်လက်ခံစဉ်းစားတော့မယ်လို့ဆိုပါတယ်ဒီသတင်းထုတ်ပေါ်လာခဲ့ပြီးရဲ့နောက်ပိုင်းမှာဒီဘန်လိုက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေကမေဂျာလီကလပ်တွေရှိတယ်ပြီးတော့ဒီ ကလပ်တွေရှိတယ်ပြီးတော့တူရီကလပ်တွေဖြစ်တဲ့ဖီနာဘာဂျီနဲ့ဂလာဒါဆာရီတို့ဒီအသင်းနဲ့တင်ရလေဒီသတင်းနဲ့အခြေအနေပေါ်မူတည်ပြီးမင်းကြီးမြန်စုံစမ်းမှုတွေရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့အတင်းကျပ်ကြီးမဖြစ်မနေထွက်ရမယ်ဆိုပြီးမှလီဗာပူးတင်းကနေပြီးတော့ဖိအားပေးထားမျိုးလည်းမရှိဘူးဒါပေမဲ့တင့်တော်တဲ့ပြောင်းရွှေ့ခြင်းပမာဏနဲ့ပေါ့လေဒါကိုကန့်လန့်လာမယ်ဆိုခဲ့လို့ရှိရင်တော့ဒီပြောင်းရွှေ့လက်ခံစဉ်းစားမယ်ဆိုတဲ့သဘောထားလေးဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့အရင်ဒါလွန်ခဲ့တဲ့ဂျာဂျင်ကလော့ရဲ့ဒီလက်ထက်တွေမှာမဟာရိုင်းဖြစ်ခဲ့တဲ့ဒီဘာဂျက်ဗန်ဒိုက်ပေါ့လေဒီပရီးမီးယားလိတွေရအောင်တော့ကိုနောက်တန်းမှာဆက်ဆက်တမန်ဒီကာကွယ်မှုတွေတပန်းဒီနေလောက်ခဲ့တဲ့ဒီဘတ်ဂျက်ဗန်ဒိုက်ကတော့ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်သူ့ရဲ့အကြပိုင်းကိုရောက်ရှိလာတယ်ဆိုတာကိုတော့တေချာပေါင်းဒီဘောက်ပေးတဲ့နေနဲ့တေချာပေါင်းသိတယ်ပေါ့လေပြီးသူ့နေရာမှာစားထုံးမှုတွေပြုလုပ်ရမယ်ဆိုတာလည်းဒါတေချာတော့ရှိတယ်ဒါပေမဲ့ဒီလောက်မြင်မြန်ဆန်ဖြစ်လာလိမ့်မယ်လို့တော့ညှိနှိုင်းမထားပါဘူးဒါပေမဲ့ဒီသတင်းထွက်ပေါ်လာပါတယ်ဒီသတင်းပေါ်မှာနောက်ဆက်တွဲမှာပေါ့လေဘယ်လောက်ကြီးပမာဏနဲ့ဘယ်အသင်းတွေကကန့်လန့်သွားမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်အောင်ဖြစ်ပါတယ်ဗျကျေးဇူးတင်ပါတယ်